မရှင်းပြနဲ့ဘာမှမသိချင်ဘူးတော်ပြီဘာမှလည်းမပြောနဲ့တော့ညနေပြတ်နေနော်တော်ပြီလာပြောနဲ့တော့မကြားချင်ဘူးဒါပဲပြက်ပြက်မကောင်းဒီမှာပြက်လို့မဖြစ်ဘူးသူနဲ့လောက်ငါ post တင်มาရမယ်ဟုတ်တယ် post တင်မယ်ဒီဆိုတဲ့ကောင်နဲ့ကျမနဲ့နောက်ဦးတပေါ်တူပြက်စေလိုက်ပါရှင်အားလုံးသိအောင်ကြေညာအောင်အားလုံးသိအောင်ပြောပြရခြင်းဖြစ်ပါလိမ့်အကြောင်းအရာများကိုစီပင်မှာလာနိုင်တဲ့ဒီလိုတဲ့ချက်လောက်စီပါလုံးဝစိတ်ဆုံးမဖြစ်ဘူးဒီနေ့ငါနဲ့ဒီတခါတကယ်ပြတ်ပြီပါတကယ်ပြတ်ပြီ A few moments later ဟယ်လိုတူတူလေးကိုအမရောက်နေခဏလောက်တက်ကြည့်ပါဟာအဲ့ရောက်နေပြီဘာလာလောက်တာလဲကလေးလေးမင်းကျင်လာတော့တူထောင်လေးပြကြခဲ့ပြီဒီပဲဟာဝင်လာချော်ရမှာတဲ့ခင်မနေနဲ့တော့ကောသားရဲ့ကောသားရဲ့ဟဲ့အကောင်အခုခေတ်ကချော်ရဲ့ကတာတီဗီတချေဆိုရတဲ့ခေတ်မဟုတ်တော့ဘူးဟဲ့သွား ဘာလဲတဲလေးကင်းအောင်လိုက်ကျွေးမယ်လေကင်းကောင်နော်စိတ်ဆုံးပြီတော့9မိနစ်ပဲစား9မိနစ်ပဲစားအိုးစားလေးပြီးဆင်းရမယ်ခဏလေးโอเคတို့ကကောင်လေးရောက်ဝယ်ကျွေးမှမို့လို့ပတ်ဆက်အိတ်တောင်ယူမလာဘူးစားလိုက်ပါဦးမယ်တက်ချင်းလေးစောဘယ်ဟာစားငါကုံစားကောင်းလားတွေ့ရတာလေးဘယ်လိုပြောရမလဲအရင်ကောင်းတာပဲကျေးဇူးပါသူကိုဝုန်းရတာလေဘိုင်ဘာတော့တက်လာနဲ့ဝတ်သားရတာဝတ်သားနဲ့နော်ဟုတ်တယ်ဝတ်သားနဲ့ဒါလေးကပြောင်းမှုရဲ့ဒါကော်ဖီလေးရဲ့အထဲမှာသမီးလေးရဲ့အားလုံးအကြည့်ဆိုးနေတာပဲဟုတ်တယ်လေက
အောင်မလား မစိုးပါနဲ့တတ်မှလိုက်ပါနော်စိတ်ဆိုးရင်တတ်မှလိုက်ပါတော့လည်းလောက်ပြီ ဒါကုန်လုံးမွားတယ်ထပ်မှာ ဒါကုန်လုံးမောင်းရင်ထပ်စိတ်ဆိုးအဲ့ကျရင်ထပ်ချော့မယ်နော် လိုက်တာ